ကျွန်တော်တို့ခရစ်ယာန်တမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့ဣသေလလူမျိုးတွေရဲ့အကြီးမြတ်ဆုံးသောဘုရင်ဖြစ်တဲ့ဒါဝိဒ်မင်းကြီးရဲ့အကြောင်းကိုဒီနေ့ကျွန်တော်တို့လေ့လာသင်ယူကြပါစို့ဒါဝိဒ်မင်းကြီးရဲ့အကြောင်းကတော့ကြရှုံးမှုနောင်တရမှုနဲ့ဖျားသခင်ရဲ့ကျေးဇူးတော်ကိုအထင်ရှားဆုံးပြသနိုင်တဲ့တမန်တစ်ခုဖြစ်ခဲ့ပါတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့ဒါဝိဒ်မင်းကြီးရဲ့အသက်တာကိုကြည့်ပြီးကျွန်တော်တို့သင်ခန်းစာရယူနိုင်ဖို့အတွက်အဓိကအချက်၃ချက်ကိုကျွန်တော်ဒီနေ့ပြောပြသွားမှာဖြစ်ပါတယ်နံပါတ်1အချက်ကတော့ဖျားသခင်ကအပြင်ပန်းကိုမကြည့်ပဲနှလုံးသားကိုကြည့်ခြင်းတဲ့ဆိုတော့ဒါဝိဒ်ဟာသူ့ရဲ့ကောင်းကြီးတစ်ယောက်အနေနဲ့မွေးဖွားလာတာမဟုတ်ပါဘူးတိုးကြောင်းသားလေးတစ်ယောက်အဖြစ်စတင်ခဲ့တာပါသူ့ရဲ့အကိုတွေကကြီးထွားတန်မာပြီးစစ်သားလက္ခဏာရှိပေမဲ့ဖျားသခင်ကလူမသိသူမသိတိုးကြောင်းနေတဲ့ဒါဝိဒ်ကိုပဲရွေးချယ်ခဲ့ပါတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့ချစ်တော်မိတ်ဆွေတို့ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကနှိမ့်ကျနေပါစေလူတွေကကိုယ့်ကိုလစ်လူရှုနေပါစေဘုရားသခင်ကကျွန်တော်တို့ရဲ့စိတ်နှလုံးရိုးသားမှုကိုမြင်တနေ့မှာအမြင့်ဆုံးကိုမြောက်ဆံမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ယုံကြည်ခြင်းနဲ့ပြဿနာကြီးတွေကိုရင်ဆိုင်ခြင်းဒါဝိဒ်နဲ့ဂေါလိယဆိုတော့လူတိုင်းကြောက်နေတဲ့ဂေါလိယဆိုတာကစစ်သူကြီးရှေ့မှာဒါဝိဒ်ဟာလက်နက်အပြည့်စုံနဲ့မဟုတ်ပဲဘုရားသခင်ရဲ့နာမတော်ကိုအားကိုးပြီးထွက်သွားခဲ့ပါတယ်သူဟာအတိတ်မှာတူးကြောင်းတုန်းကလည်းဘုရားသခင်ဘယ်လိုကူညီခဲ့တယ်လဲဆိုတာကိုပြန်သတိရပြီးယုံကြည်ခြင်းကိုတည်ဆောက်ခဲ့ပါတယ်ချစ်တော်မိတ်ဆွေတို့ကိုရှင့်မှာရှိတဲ့ပြဿနာဂေါလိယကဘလောက်ကြီးနေပါစေကိုယ့်ဘက်မှာရှိတဲ့ဘုရားကပိုကြီးမြတ်တယ်ဆိုတာကိုယုံကြည်ဖို့ဒါဝိဒ်ရဲ့တတ္တိကကျွန်တော်တို့ကိုတက်သေးခံနေပါတယ်နံပါတ်3အချက်ကြရှုံးခဲ့ပေမဲ့နောင်တရပြီးပြန်ထနိုင်ခြင်းလေဒါဝိဒ်ဟာပြည့်စုံတဲ့လူတယောက်မဟုတ်ပါဘူးသူဟာကြီးလေးတဲ့အပြစ်ဗတရှေဘနဲ့ဖောက်ပြန်မှုကိုသူကျူးလွန်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့ထူးခြားမှုကတော့အပြစ်ကိုထောက်ပြခံရတဲ့အခါစင်ကြယ်မပေးပဲကျွန်ုပ်ဒီထာဝရဘုရားကိုပြစ်မှားပါပြီလို့နှိမ့်ချစွာဝန်ခံခဲ့တာပါဒီကြံချက်ကိုတော့ကျွန်တော်စာလံ51ကိုကျွန်တော်ဖတ်ရှုမယ်ဆိုရင်တော့ဒါဝိဒ်ရဲ့နောင်တရခြင်းကြီးစွာသောငိုကြွေးပြီးတော့ဘုရားသခင်ထံမှာသူပြန်လဲဒူးထောက်အပြစ်ကိုချခဲ့တဲ့အရာကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ကအပြစ်ကင်းတဲ့သူတွေကိုပဲတုံးတာမဟုတ်ပါဘူးမှားခဲ့ရင်တော့စိတ်ရင်းနဲ့နောင်တရတဲ့သူတွေကိုပြန်လဲပြုပြင်ပြီးအသုံးပြုရဆိုတာဒါဝိဒ်ရဲ့ဘဝကနေကျွန်တော်တို့ခွန်အားယူနိုင်ပါတယ်